ကျောင်းကလည်းဒီမှာအားဖြင့်များတယ်ရှိတော့တယ်။ကျောင်းကတော့ဒီကျောင်းကိုနော်တမီးလေးကတမီးထောတာဟဲ့ဒီအားဖြင့်ရှိတော့ဒီစီပါလာလို့ဒီလိုပေါ်နေတယ်ကိုလည်းမဆိုင်ဒီမှာဒီစီတော့ဒီလိုလည်းကျွန်တော်တို့အင်းလေးကိုဖြစ်တော့တယ်ဒီတော့ကျောင်းအဲ့ဒါကိုရှိရတာရှိလို့ဒီကနားတယ်အဲ့ဒီတရားတကယ်ရှိမှာတမီးခေါ်တဲ့အားလုံးတရားနည်းနဲ့ပြီးတော့တရားတကယ်ရှိမှာအောက်မှာတော့ဖြစ်ပြီးရှိမှာနားတယ်မှာခါတော့အဲ့စာတိကခါတော့ဒီချိုးတဲ့တားလို့မရှိမှာတော့မပိုင်ပါနဲ့ပြည်ပြီးရှိတာပေါ်တော့တော့စီကြောလိုက်ပြီးတော့တားလို့ဆိုလို့တော့ရှိမှာသူရှိတော့ကျောင်းမှာတော့တေပုံကိုရတော့ခရရဖြစ်သွားအဲ့ဒီအကြောင်းဖြစ်သွားတဲ့အခါမှာအခုစီဖြစ်တဲ့ဒီခေါ်လို့ပါတယ်ဆရာတို့ကဲတဲ့ယေရှုခရစ်ဘုရားယေရှုချက်ခံတဲ့ကြောင့်ကျွန်တော်တို့ယေရှုချက်ယေရှုကိုဒီလေကအဲ့ဒီယေရှုကိုတဲ့ချက်ခံတာအကြောင်းကြောင့်လေဆိုတော့ဆရာဆရာကဘာမှဟောရတာစာခံတယ်ယေရှုခရစ်ကဘာတိဇာကိုခံလို့ရှိတယ်။အတိခံတော်ကိုကျတဲ့ဘာတိဇာကိုခံချလို့ပြေလို့မကြတယ်။သူကြောင့်အတိခံတော်ကိုကျတဲ့ဘာတိဇာကိုခံတော်အတူတူတကယ်နဲ့အတူတူ